အခုလိုဘာဖြစ်လို့ဖြစ်တာလဲဆိုတော့ तू ကပထမဆုံးတစ်ခေါက်ကျွန်တော်လှုပ်လိုက်တဲ့အချိန်မှာ तू ကကြတော့အမှုန့်ကအရန်ကြီးနေတဲ့ခါကျတော့ तू ကပေါက်ကြသွားတယ်ပေါ့နော်အဲ့ဒါနဲ့အမှုန့်ကိုသေးလိုက်တဲ့ခါကျတော့အသေးတာများသွားတော့အခုလိုမျိုးကြက်သွားဒီတစ်ခါတော့အမှုန့်ကိုနည်းနည်းကြီးလိုက်ပြီးအမှုန့် size ကိုဒါပေမဲ့ तू ကသေးနေတော့မယ်အဲကြောင့် तू က over extraction ဖြစ်နေတာပေါ့နော်18-20 gram က gram မှန်နေပြီဆိုတော့ grain size ကိုကြည့်မှရအောင်အမှုတ်ပါဝင်မှု gram ကိုတေချာပြန်ချိန်ကြည့်ရဲမှားယွင်းရှိမှဆိုလို့ပြန်ချိန်ကြည့်ရော gram ကမှန်နေတဲ့အတွက်ကြောင့်မလို့ grain size ပေါ်မှာပဲကစားမှရတော့မယ်ပေါ့နော်ချိန်ကြည့်မှရတော့မယ် grain size ကိုကြည့်လိုက်ပြီးမှတိတ်အဆင်မပြေသေးဘူးပေါ့နော်လိုနေသေးတယ်အဲ့လို over extraction ဖြစ်နေတဲ့အခါမှာ coffee ကတော့အရန်ပြစ်သွားတယ်ဒါပေမဲ့အခါပူတာတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးတော့ဖြစ်လာဒီခါကျတော့ तू ကဒီပေါ့နော်အဲ့အမှုန့်ထည့်တယ်ပေါ့နော်ထည့်တဲ့အခါမှာဒီပြင်းကြီးညှိတဲ့အခါမှာနည်းနည်းလေးလိုသွားလို့အနာလေးပါသွားလို့ तू ကပေါက်ထွက်လာပေါ့နော်အဲ့တော့အမှုန့်ထည့်တဲ့နေရာမှာပြင်းကြီးကညီးနေအောင်ညှိဖို့ ਨੇ တခြားပေါ့နော်ဖိဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါမှပေါက်မထွက်မှာဒီတစ်ခါမှာတော့ grain size ကိုဒီအမှုန့်ထည့်တာရောတေချာပြင်လိုက်တဲ့အချိန်မှာတော့အားလုံးကတော်တော်အဆင်ပြေသွားပြီပေါ့နော်ဘယ်လိုမျိုးပေါက်ထွက်တာလည်းမရှိတော့နောက်အရေထွက်တဲ့ပမာဏကလည်းနှစ်ဆပေါ့နော်ဒီ coffee ဈေးအလေးချိန်ရယ်ထည့်လိုက်တဲ့ coffee မဟုတ်အလေးချိန်ရယ်အရေကနှစ်ဆရှိရမယ်ပေါ့နော်အဲ့ဆိုနှစ်ဆရတယ်ပေါ့နော်ဆိုအားလုံးကွက်တီပဲပေါ့အချိန်ကလည်းကွက်တီပဲတော်တော်မစိုးဘူးဖြစ်နေပြီဒီတက်နည်းနည်းလေးပူကောင်းအောင်တော့လုပ်လို့ရသေးတယ်ဘယ်ရာတိုင်းမှမစိုးရင်မစိုးသင်ယူမှုဆိုတာတော့ပြုလုပ်ပါ learning curve လို့ခေါ်တယ်အဲ့လိုသင်ယူတဲ့ stage တစ်ခုကိုပေါ့နော် learning curve ပေါ့နော်တချို့ learning curve တွေကခုံးနေရမြင့်မယ်တချို့ကောင်းနေရပြေမယ်ပေါ့အဲ့ဒါကိုတော့စိတ်ရှိရှိနဲ့ပြုလုပ်မှရမယ်လေ့လာမှရမယ်ပေါ့နော်